Google ကတော့ကျွန်တော်တို့ဒီရက်ပိုင်းတွင်မှာပဲသူရဲ့ logo လေးပေါ့နော်ဒါ logo ဆိုမှ icon လေးပေါ့သူရဲ့ icon လေးကို refine လုပ်သွားတာပေါ့နော်ကျွန်တော် redesign လို့တော့ပြောလို့မရအောင် changes သေးလေးပဲဆိုတော့အရင်ဒီ solid ပေါ့နော်ဒီ color လေးတွေကတစ်ပိုင်းပြတ်နေတယ် solid ကနေပြီးတော့အခုကျွန်တော် blending mode ပေါ့နော် color blending mode လို့ပြောလို့ရတယ်ဒီgradient color လေးဖြတ်သွားတာတွေ့ရမှာပေါ့နော်အဲ့တော့အရင်ခေတ်ကဆိုရင်ကျွန်တော်တို့ဒီလိုမျိုး gradient သုံးဖို့ကိုလုံးဝကိုrecommend မထားဘူးပေါ့နော်ဘာလို့ standard အနေနဲ့ထားမသုံးကြဘူးဘာလို့ဆိုတော့ဒီ printing ပေါ့နော် packaging နဲ့ paper တွေမှာပြန်သုံးတဲ့အခါမှာ unique မဖြစ်စေဘူးဆိုတော့ user ကြရာဒီကောင်တွေကို standard ထားပြီးလုံးဝမသုံးကြပါဘူးအဲ့တော့ solid ပေါ့နော် flat color ပဲ standard ထားတာပေါ့အဲ့တော့အခုခေတ်မှာကျတော့အဲ့လိုမဟုတ်တော့ဘူးအဲ့တော့ gradient color တွေပါသုံးလာတာတွေ့ရတယ်အဲ့တော့နောက်ကြည့်ချင်အမြင်ကျွန်တော်တို့အခုခေတ်မှာဒီ digital screen တွေကဘယ်လောက်ထိတောင်မှနေရာရလာပြီလဲဆိုတာကိုကျွန်တော်တို့သတိထားမိနိုင်တယ်အရင်ခေတ်ကလိုမျိုးဒီချီထိုးရတာအဆင်ပြေပါမလားတို့ဒီ packaging ထုတ်ရင်အဆင်ပြေပါမလားမျိုးစုံထည့်စဉ်းစားနေဖို့သူကတဖြည်းဖြည်းထည့်စဉ်းစားတဲ့အပိုင်းတွေနဲလာအောင်ပေါ့နော်အဲ့တော့ဒီ logo လေးကတော့ကျွန်တော်တို့သဘောကျတယ်အဲ့တော့သင်တို့ကဘယ်လိုထင်လဲ Google ရဲ့ change